ယုံကြည်သူများအနေနဲ့သူများတဲ့တာခြင်းနဲ့ဆိုရင်တခြားသောနီလန်တင်တဲ့ကျွန်တော်ကလုပ်လို့မရပါဘူးမန္တလောကရဲ့နိယာမတွေကကွက်ကြော်ရိုက်တဲ့အရာတွေလောကရဲ့နော်နိယာမကမနစ်ဆော့ထားမှာတော့လားဒီနိယာမတွေအများကြီးရှိတဲ့အထဲမှာဒီနေ့ကျွန်တော်ကအဲ့ဒီလောကနိယာမနဲ့တွားရင်အောင်မြင်မယ်ဆိုတဲ့အမခံချက်တင်းနဲ့ကျွန်တော်မှမရှိဘူးဖြစ်တယ်ဒီယုံကြည်သူဘုရားတာသမီများဖြစ်တဲ့တင်းနဲ့ကျွန်တော်တို့သူများတဲ့တာလွန်ကြော်လွန်အောင်မြင်နိုင်တဲ့သူဖြစ်ဖို့ရန်အတွက်တခုတည်းသောအမခံချက်ကနှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ကိုနေ့တိုင်းအစဉ်စိတ်စိတ်ကြည့်ရှုဖတ်ရခြင်းမှန်ဤမမှန်ဤပိုင်းခြားအသက်ရှင်ခြင်းတုံးသက်လေးလာခြင်းကပဲဒီနေ့ကျွန်တော်ကိုသူများတဲ့တာလွန်ရတဲ့အောင်မြင်ရတဲ့ကြော်လွန်ရတဲ့အခွင့်ကိုဖြစ်စီမှာဖြစ်တယ်တမန်တော်ကျမ်းခန်းကြီး19အငယ်7မှာဒီလိုပြောတယ်ဗေရိမြို့သားတို့သည်တတန်လောနေမြို့သားတို့ချက်သူမြတ်တဲ့အလွန်ကြီးညိုသောစေတနာစိတ်နှင့်နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်ဒီမမှန်ဒီကိုသိခြင်းကကျမ်းစာကိုနေ့တိုင်းအစဉ်စိတ်ကြည့်ရှုဒီမှာဖော်ပြချတဲ့ဗေရိမြို့သားနဲ့တတလောနေမြို့သားဒီမြို့သားနဲ့ခုစလုံးကယုံကြည်သူများဖြစ်ကြတမန်ဗေရိမြို့သားရောတတလောနေမြို့သားရောယုံကြည်သူများဖြစ်နေသည့်တိုင်အောင်တတလောနေဩဝါဒစာနှစ်ဆောင်တော်ရှိတယ်ဩဝါဒစာဆိုတော့ဆုံးမတွင်တင်တဲ့စကားဖြစ်တယ်တမန်တော်ကြီးပေါလုကနေပြီးတတလောနေမြို့သားယုံကြည်သူတွေကိုတွင်တင်တဲ့ဆုံးမထားတဲ့ဩဝါဒပေးစာဖြစ်တယ်ဒါပေမဲ့ဗေရိဩဝါဒစာဆိုပြီးတော့ဆုံးမတွင်တင်တဲ့ဆောင်ဒီနေ့တမန်ကျမ်းစာထဲမှာမရှိဘာကြောင့်ဗေရိမြို့သားတွေကတတလောနေမြို့သားတွေချက်သူမြတ်တဲ့အတွက်ကြောင့်မဟုတ်ချက်တာလွန်တဲ့အတွက်ကြောင့်မဟုတ်ချက်သူတို့ရဲ့အသက်ရှင်ခြင်း character တွေသူတို့ရဲ့ဝိညာဉ်ရေးရာသူတို့ရဲ့ယုံကြည်ခြင်းတရားလမ်းသူတို့ရဲ့အသက်ရှင်နေထိုင်မှုအားလုံးကတတလောနေမြို့သားတွေချက်ယုံကြည်သူချင်းသူပေမဲ့တာလွန်ချုံမြတ်နေတော့ကြောင့်ပဲဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့တွေ့ရတာဖြစ်ပါဒီတာလွန်ချုံမြတ်ရတဲ့အဓိကအကြောင်းရင်းကဗေရိမြို့သားတွေကနှုတ်ကပတ်တော်အလွန်ကြီးညိုသောစေတနာစိတ်နဲ့မှန်ဒီမမှန်ဒီကိုသိခြင်းကကျမ်းစာကိုနေ့တိုင်းအစဉ်စစ်ကြည့်ရှုတော်ကြောင့်ဖြစ်တယ်ဆိုတဲ့အရာကိုတမန်ကျမ်းစာကဖော်ပြထားပါဒီတမန်တော်ဝတ္ထုခန်းကြီး8ထဲမှာကျွန်တော်အလုံးရင်းနှီးပြီးသားဖြစ်တယ်ဖိလိပ္ပုရဲ့နှုတ်ကပတ်တော်ကျမ်းစာကိုရှင်းပြခြင်းအနက်ဖွင့်ပြခြင်းအဖြစ်အေသီယိုပိကအမတ်ကြီးကကယ်တင်ခြင်းရပြီးတော့ယဉ်နှစ်ချင်းခံခဲ့တယ်ဖယားကိုသိတဲ့သူပုဂ္ဂိုလ်တရားဖြစ်ဖို့အကြောင်းဖြစ်လာခဲ့တကယ်တော့တဲ့ဒီအေသီယိုပိမကသူ့ရဲ့တိုင်းပြည်ကနေပြီးတော့တကူးတကယေရုရှလင်မြို့ကြီးတွားရောက်ပြီးတော့ခံယူခဲ့တာလေးလာခဲ့တာမှန်ပေမဲ့ကယ်တင်ခြင်းမရခဲ့စမနဲ့ကယ်တင်ခြင်းဖယားကိုမသိရှိသဘောမပေါက်ခဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ကျမ်းစာကိုသူဖတ်ပေမဲ့နားမလည်လို့ချက်ဒါပေမဲ့သူကဖတ်တဲ့ကျမ်းစာကိုတွင်တင်ပေးမယ်ရှင်းပြပေးမယ်ဖိလိပ္ပုနဲ့တွေ့တဲ့အချိန်မှာတော့ဒီနေ့အေသီယိုပိမကသူအချိန်လေးကိုလူတွေပင်ပန်းခံပြီးတော့တွန်းခဲ့တဲ့ခရီးစဉ်တစ်လျှောက်လုံးမှာမရခဲ့တဲ့သက်ရှင်တဲ့ဖယားကိုရဖို့ဖြစ်လာခဲ့ဘာအားဖြစ်လဲနှုတ်ကပတ်တော်ကိုစိတ်ကြည့်ရှုဖတ်ရတဲ့အခါမှာသူ့ကိုရှင်းပြပေးမယ်ပုဂ္ဂိုလ်ကိုဝိညာဉ်တော်ကပို့ဆောင်ပေးတယ်အဲ့ဒီရှင်းပြပေးတဲ့ဖိလိပ္ပုရဲ့ရှင်းပြခြင်းအနက်ဖွင့်ပြခြင်းအဖြစ်အဲ့ဒီအေသီယိုပိမက်ကယေရုရှလင်မြို့ကိုလာရခြင်းရည်ရွယ်ချက်ကအကျိုးမဲ့နဲ့အိမ်ပြန်ရတော့သူမဖြစ်စေပဲအကျိုးကိုဖြစ်စေတယ်ဖယားကိုရတဲ့သူဖြစ်ဖို့ကြောင့်ဖြစ်လာစေခဲ့အဲ့ဒါပါနှုတ်ကပတ်တော်ကိုဖတ်ရှုခြင်းအားဖြစ်တယ်ဟာလေလုယာဖယားကတင်းကိုကြီးမားတဲ့နက်နေတဲ့ဖွင့်ပြချက်တွေပေးခြင်းတင်းကိုနက်နေတဲ့ revelation နက်နေတဲ့ဖယားရဲ့စကားပြောခြင်းတွေဖယားရဲ့အလုပ်ဖယားနဲ့အတူတကွအလုံးလို့ရတဲ့သူဖြစ်စေခြင်းဒါပေမဲ့တင်ကနှုတ်ကပတ်တော်ကိုစစ်ကြည့်ရှုမဖတ်ရဘူးမဖတ်ရတဲ့ရွေတော့ဖယားကတင်တဲ့သူအလုံးလို့မရဝိညာဉ်တော်ကလည်းတင်ကိုဖွင့်ပြပြီးတော့နက်နေတော့အရာတွေကိုနားလေစေလို့ရမှာမဟုတ်ဘူးချက်တယ်ဒါကြောင့်တင်တဲ့ကျွန်တော်ကသူများချက်တာခြင်းနေဆိုရင်ယုံကြည်သူများတို့တခြားသောနီလန်မရှိဒီနှုတ်ကပတ်တော်ကိုစစ်ကြည့်ရှုခြင်းအားဖြစ်ပဲအချိန်ယူခြင်းအချိန်ပေးခြင်းအားဖြစ်ပဲတင်တဲ့ကျွန်တော်ကတခြားသောသူတွေချက်တာလွန်ရတဲ့ကြော်လွန်ရတဲ့အောင်မြင်နိုင်တဲ့အခွင့်ကိုရရှိစေမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အားဖြင့်ယုံကြည်သူများအရောက်ချင်းစံကိုငါခွာပေးခြင်းနဲ့အရောက်တိုင်းတာလွန်နဲ့ကြော်လွန်နဲ့အောင်မြင်တဲ့ဘဝတတထဲမှာစံမြန်စိုးစံအသက်ရှင်ရအောင်လို့ကောင်းချီးပေးခြင်းနဲ့ရောက်တဲ့ပြကောင်းချီးပေးပါ